ရေးဘလူးတို့ကိစ္စလေးကျွန်တော်ဒီနေ့ထည့်ပြောမယ်ရေးဘလူးတို့ကိစ္စဆိုတော့ချမ်းမဟုတ်ဘူးရေးဘလူးလည်းကြည့်ရတာဒီကောင်တဖြည်းဖြည်းနဲ့အိပ်ပျော်ပဲပုံမပေါ်ဘူးကြဘာလို့လဲဆိုတော့ဒီမနေ့ကဩဂုတ်လ17ရက်နေ့နေ့လယ်ပိုင်းမှာနော်ဒီရေးဘလူးရှိတယ်လို့ယူဆရတဲ့ခြေဆိုင်တွေယူဆရတဲ့ရေးမြွနယ်တွေကစကန်တစ်ခုကိုတက်မတော်ကလေနဲ့ဘုံကျဲတယ်ရေးမြနယ်မြောက်ပိုင်းပေါ့နော်လိတ်ပုတ်တို့နတ်ကြီးတို့ချောထာတို့အဲ့ရွာဘက်တွေကိုတက်ကလေနဲ့ဘုံကျဲတယ်ဘုံကျဲပြီးဒီဘုံကျဲရုံတွေမဟုတ်စစ်တပ်တွေမှာပြစ်တယ်ဆိုပြီးတော့ရေးဘလူးဘက်ကနေပြီးတော့သူကထုတ်ပြန်ပြောလာတွေ့ရတယ်ဆိုတော့ဟုတ်လားဆိုတော့တက်ကလေနဲ့ဘုံကျဲတာတို့ဘာလို့ညာရှိခဲ့တယ်လို့ကျွန်တော်ကြားတယ်သို့တော့ရေးဘလူးရှိတဲ့စကန်မို့လို့ကျဲတယ်မကျဲဘူးတော့ကျွန်တော်မကြားဘူးဒါပေမဲ့ရေးဘလူးကသူရှိတဲ့စကန်လို့ယူဆပြီးကျဲပါတယ်ဆိုပြီးတော့သူကသူ့ရဲ့ Facebook စာမျက်နှာပေါ်နေပြောပြီးတော့မကျင်ဘူးကွာဘာကွာညာကွာပဲဒီကောင်လေးမှတ်ထားအောင်လို့ဘာလို့ညာတို့မျိုးတယ်တီးတယ်ပေါ့ဗျာပြောကြတော့ကျွန်တော်ဘာမှမပြောလို့ဒါပေမဲ့တေချာတော့ရေးဘလူးအိပ်ပျော်မှာတော့မဟုတ်ဘူးဘာသူရှိတဲ့နေရာမှန်သမျှကိုတက်မတော်ကကင်းထောင်နေမှာပဲကြုံကြုံလေးနဲ့ကျွေးမှာပဲဘာကြောင့်လဲဆိုတော့ဒီကောင်တွေကိုခြေမောက်မယ်ဆိုတော့တက်မတော်ကနားလည်ထားတယ်ဒီကောင်တွေလောက်တာရက်ဆက်နဲ့ပြည်သူလူထုကိုနှိမ့်ဆက်နိုင်ချင်းတပ်ဖြတ်ထားတာတွေလောက်ထားတော့တက်မတော်လည်းဒီကောင်တွေကိုရှင်းရမယ်ဆိုတော့တက်မတော်လည်းသိတယ်အစိုးရလည်းသိတဲ့ခါကျတော့တက်မတော်သားတွေလည်းမှတ်ထားတယ်ဒီရေးဘလူးရက်ဆက်လုပ်ခဲ့တဲ့တပ်ဖြတ်ခဲ့တဲ့ဟာတွေခင်ဗျားတို့မှတ်တမ်းတွေဗီဒီယိုဓာတ်ပုံတွေရှိသေးတယ်နော်တေနဲ့တို့တော့ဓာတ်ကိုခေါင်းကိုဓာတ်နဲ့ခုတ်နေတဲ့ဗီဒီယိုဖိုင်တွေခုထိရှိသေးတယ်နော်မှတ်တမ်းတွေဓာတ်ပုံတွေရှိသေးတယ်ဆိုတော့ဒါလောက်ရက်ဆက်အကြမ်းဖက်စိတ်ဓာတ်နဲ့ခုတ်တက်တပ်ဖြတ်နေတဲ့မရိုင်းရမ်းကားတဲ့ဒီလိုအောင်မျိုးကိုတက်မတော်ကလည်းချိန်မုံမယ်ဆိုတဲ့စိတ်သူ့မှာရှိတယ်အဲ့ဒါကြောင့်ဒီကောင်ရှိတဲ့နေရာမှာကင်းလိုက်ထောက်တယ်ဒါရေးဘလို့လည်းအိပ်ပျော်ပဲပုံမပေါ်ဘူးဗျဒီကောင်တရားဒီကောင်ရှိတဲ့နေရာတိုင်းဒီကောင်နေတဲ့နေရာဒီကောင်ညအိတ်တိုင်းတော့ညအိတ်တော့ဒီနေရာအကြောင်းပြပြီးဟိုနေရာပြောင်းရင်အဲ့ဒါမျိုးတွေဒီကောင်နေရမယ့်သဘောတော့ရှိတယ်ဒီကောင်သူရှိတဲ့နေရာပေါ်တယ်မချင်ညာရဲဘူးဘာကြောင့်လဲဆိုတော့သူချင်ညာတဲ့နေရာဘုံကျက်ခံမှာသူသိတယ်အဲ့တော့သူတတ်တိရှိတယ်ဆိုတာသူရှိတဲ့နေရာတော့မချင်ညာရဲတဲ့ဒီတတ်တိမချင်ညာရဲတဲ့အထိဖြစ်နေတယ်သူတတ်တိရှိတယ်ဆိုတာတော့မေးစရာတော့ဖြစ်တာပေါ့နော်ဒီလိုတော့ရှိတယ်အဲ့တော့ဘယ်လိုဖြစ်တမတော်တော့တောက်လျှောက်ရေးဘလူးနောက်ကိုလိုက်မှာဒီကောင်တွေတမန်တော်စေချောက်ဆိုတော့ဒီကောင်ညဘက်ကောင်းအိပ်ပျော်မပုံလို့မပေါ်ဘူးပြီးဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ကိုနာလူကိုမယုံနေဖြစ်လာမယ်စိုက်ကိုတွေဖောက်လာသူနာကိုရောက်လာတဲ့ဒီနေ့မှာ PDF ဖြစ်နေအလင်းဝင်လာတယ်တို့သူဗာလဲဒီ PDF တွေဝင်လာပါတယ်တို့စစ်သားတွေကအလင်းဝင်တယ်တို့အဲ့ဒါတွေကို तू ကလက်ခံအဲ့ထဲမှာတချို့တွေကသူနာကိုရင်းနှီးအောင်နေသူနဲ့အရက်တူတော့မိဟိုအတင်းတခါတည်းတကယ်ကိုသူယုံကြည်အောင်ဖြစ်အောင်နေအနာတီတော့ပြီးတော့မတိတ်ပြီးနောက်ကျောတော့တဲ့ဒိုင်းကိုပြစ်ထဲတာမျိုးလေမဖြစ်ဘူးလို့ပြောနိုင်ဘူးခဏစောင့်ကြည့်ဘာလို့ဒီကောင်တွေဒီလိုပဲဖြစ်မှာဘာကြောင့်လဲဆိုတော့သူတို့လုပ်ခဲ့တဲ့ဟာသူတို့ကသူများအသက်တွေကိုသူတို့ရဲ့တနတ်တွေနဲ့သူတို့ရဲ့ဒီဘာလို့ဆိုလက်နက်တွေနဲ့သူများအသက်တွေကိုရဲဆက်တပ်ဖြတ်ခဲ့တဲ့လူတွေဖြစ်တဲ့အတွက်တနတ်နဲ့သူများအသက်ကိုတတ်တဲ့လူကသူတို့အသက်လည်းပြန်သေးတတ်တယ်သူများအသက်ကိုအရသာဘာမှမသိညာမသိပြည်သူလူထုပေါ်လုံးကြံတပ်ဖြတ်တဲ့လူတွေကရဲဆက်ရန်ကားတဲ့လူတွေကအဲ့တနတ်ကြောင့်ပဲပြန်ဒုက္ခရောက်တတ်တယ်ဒါကြောင့်မလို့သူတို့ကဒီလက်နက်ကြောင့်ပဲသူတို့ပြန်ပြီးတော့ဒုက္ခရောက်မှာသိကြတယ်ဘယ်နဲ့ဘယ်ရဲ့ဘယ်ခါဆိုတော့မသိပေမဲ့သိကြတာတော့သူအိပ်ပျော်မှာမဟုတ်ဘူးသိကြအိပ်ပျော်မဟုတ်ဘူးအဲ့တော့ကောင်းအိပ်ဖို့ကွာအိပ်ပျော်အိပ်ကြပေါ့ဒါပေမဲ့လည်းအိပ်ပျော်အိပ်ကြပါဒါပေမဲ့လည်းသိကြတယ်တနေ့တစ်ချိန်မှာတော့ငင်းကျဲရတာယူမလာပဲနဲ့ဆက်တာသွားနေတနေ့တစ်ချိန်မှာရေးဘလူးလဲတယောက်ကတတ်လို့သေးပါတယ်ဆိုတော့ဖြစ်လာနိုင်တယ်တယောက်ကတတ်လို့သေးတာတော့ဘုံကျဲနဲ့ထိပြီးသေးသွားတော့ဆိုတော့ဖြစ်လာနိုင်အဲ့တစ်ချက်ဖြစ်နိုင်တယ်တယောက်ကသူ့လူရင်းနဲ့တယောက်ပြစ်တက်လိုက်တယ်ဆိုတာမျိုးတွေနော်ဒါမှမဟုတ်လေဘုံကျဲနဲ့ထိပြီးသေးတာမျိုးတွေဒါမျိုးတွေတခုခုတော့ဖြစ်နိုင်တယ်ဒါအငင်းကျဲမယူလက်နဲ့ကိုင်ပြီးအလင်းဝင်အောင်ဆိုရင်ပေါ့အလင်းဝင်လာရင်တော့ကံကောင်းရင်ကောင်းမယ်ဒါတော့အလင်းဝင်လာရင်တော့ तू လက်ထက်မှာတဏ္ဍမရှိတဲ့အတွက်သူ့ကိုပြန်လုံးမဲ့ကောင်တွေကရှိဦးမှာအဲ့တော့သူ့မှာအလင်းဝင်လဲသေမှာပဲသေနိုင်တယ်သူ့လာတတ်မလို့ရှိနေတယ်အလင်းဝင်လဲသူအိတ်မပြောတဲ့ညပေါင်းများစွာဖြတ်တန်းအောင်မယ်ဒါကတော့သိကြတယ်အဲ့တော့ဘယ်လိုလာမလို့မသိဘူးတော့အဲ့တော့ရေဘလူးကိစ္စလေးလည်းကျွန်တော်တို့ဒီနေ့ထည့်ပြောတာပါအဲ့တော့ရေဘလူးကိစ္စပြောရင်ခြားပါရှိလဲဆိုတော့ဒီ KNL အုပ်စုတွေလည်းကျွန်တော်ပြောကြရှိလာတယ် KNL အုပ်စုဆိုတာ KNL ကဒီနေ့ဘောကျော်ဟဲကနေပြီးတော့သူတို့ရဲ့ကရင်အာဇာနည်နေ့ပေါ့ကရင်အာဇာနည်နေ့ဆိုပြီးတော့ဘောကျော်ရဲ့အဲ့နေ့မှာဘောကျော်ရဲ့ပြောတဲ့စကားပေါ့နော်သူကဘာပြောလဲဆိုတော့ကရင်အာဇာနည်နေ့မှာအစောပါဦးနေ့တကွာတယ်ကရင်အာဇာနည်ရဲ့အသက်သွေးချွေးနဲ့အနစ်နာခံဆောက်ရှောက်လန်းခဲ့တဲ့ကရင်တော်လိုင်းခီးကမပြီးဆုံးသေးဘူးပေါ့တမပိတောင်ကိုလက်ဆင့်ကမ်းပြီးတော့တဲရမယ်ဘာညာပေါ့ဒါပြောတယ်ပြောရင်းနဲ့တော့ဘာပြောလဲဆိုတော့စောပါဦးကြီးချမှတ်ခဲ့တဲ့လက်သုံးစကားတဲ့အဲ့ဒါဘာဆိုလက်နဲ့ချစကားအလင်းမပြောရကရင်လက်နဲ့ကရင်လက်ထဲမှာရှိရမယ်ကရင်ဒီအတိမတ်ပြုမှုပြည့်ဝတာရရမယ်ကရင်ကံကြမ္မာကရင်ဖန်တီးရမယ်ဆိုတော့မူလေးချက်တိုင်းဆက်လက်ရှောက်လန်းကြဖို့လိုတယ်ဆိုပြီးသူကဒီဘောကျော်ဟဲကနေပြောတယ်ကိုကကရင်စစ်ဦးစီးချုပ်ဖြစ်လာတော့သူကနော်အဲ့တော့ပြီးတော့ဘာထပ်ပြောလဲဆိုတော့တော်လိုင်းရေးမှာတဲ့မိတို့ရဲ့အားနည်းချက်တွေမှားယွင်းချက်တွေအချိန်မီပြင်ဆင်ကြပါပြီးတော့ပြဋ္ဌာန်းချက်စီမီစီကနေစာမူလာပြလိုက်လာကြပါပြီးလို့ရှိရင်ဘာလဲဆိုတော့ဒီကရင်တော်လိုင်းရေးပေါ်မှာ89နှစ်တိုင်လူထုထောက်ခံမှုရရှိသားတွေအတိုင်းနဲ့ခေါင်းဆောင်တွေတပ်ဖွဲ့ဝင်တွေကလည်းလူထုကိုဆန့်ကျင်တဲ့လုပ်ရမှန်သမျှရှောင်ကျင်ကြရမယ်ဆိုပြီးတော့ဒါဘောကျော်ဟဲကပြောတယ်ပေါ့နော်ဆိုတော့ပြောရင်တော့ဆက်အာဏာရှင်ချုပ်ငြိမ်းရေးတော့သူတို့ဆက်လုပ်ကြမယ်တိုက်ကြခိုက်ကြမယ်ဒါကိုပြောတယ်ပြောရင်လည်းသူကလူထုကိုဆန့်ကျင်တဲ့လုပ်ရမှန်သမျှရှောင်ကျင်ကြရမယ်ဆိုတဲ့စကားလုံးသူကတုံးတယ်အဲ့တော့လူထုကိုဆန့်ကျင်တဲ့စကားလုံးလို့တုံးရင်အဲ့ဒီလူတွေထဲမှာကျွန်တော်တော့မပါဘူးခင်ဗျားတို့နားထောင်နေတဲ့သူတွေရောဘယ်လောက်ရာခိုင်နှုန်းပါလဲလူထုဆန့်ကျင်တဲ့အလုပ်သူပြောတယ်ကျွန်တော်တို့မကြိုက်တဲ့အလုပ်ကိုပြောရလို့မင်းကျွန်တော်တို့ပါရလို့ထက်တော့ရင်ကျွန်တော်လိုပဲ
ကျွန်တော်တို့လိုပဲပြည်မမှာနေထိုင်ပြီးအေးချမ်းစွာနေထိုင်တဲ့လူတန်းပေါင်းများစွာရဲ့ဆန္ဒကိုထက်ထွက်တယ်ဆိုရင်ကျွန်တော်တို့ဆန္ဒကပါလဲတည်ငြိမ်အေးချမ်းရေးအပြစ်ခတ်တိုက်ခတ်မှုရစဲပြီးတော့တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးပဲလိုလားတယ်အဲ့ဒါကိုဆန့်ကျင်တဲ့အလုပ်ကိုဘောကျော်ရဲ့လုံမှာလားဘောကျော်ရဲ့စဉ်းစားရှင်းရှင်းလေးနော်အဲ့တော့ तू ကအဲ့လိုမဟုတ်မင်းတို့မပါဘူးကွာငါတို့ကရင်လူထုပဲဆို okay အဲ့ဆိုကရင်လူထုမှာကရင်ပြည်နယ်ဘာမြို့မှာနေတဲ့ကရင်ပြည်သူလူထုလားကရင်ပြည်နယ်တွေကအေရောက်တိုင်းမှာရှိတဲ့ကရင်လူထုလားအခြားနေရာအသီးအနှံပြောက်ပြန့်နှံ့နေတဲ့ကရင်လူထုအားလုံးပါသလားကရင်မိုင်အကုန်ပါသလားအဲ့ဒါဘောကျော်ရဲ့စစ်တမ်းကောက်အောင် तू ပြောတာလူထုစုပါလူထုမဟုတ်ဘူးကရင်တိုင်းသားလူထုစုကရင်လို့အမိခံထားတဲ့လူထုစုကသာလေဒီအချမ်းဖက်လက်နက်ကင်တွေလှုပ်ရှားမှုကိုလုပ်ကြတာဖြစ်ပြီးတော့ကရင်တိုင်းသားအားလုံးကလုပ်တာမဟုတ်ဘူးကျွန်တော်ထပ်ပြောရရင် KNU KNL ကို KNU KNL ကကရင်ပြည်သူလူထုအားလုံးကိုကိုးစားမပြုပါဘူးလုံးဝမပြုကျွန်တော်အဲ့ဒါကိုပြောရတယ်မပြုလို့လေ DKBA ဆိုတာပေါ်လာတယ်နော် BGF ဆိုတာရှိလာတယ် KNA ဆိုတာရှိလာတယ် KDLA ဆိုတာရှိလာတယ် KNU KNL PC ဆိုတာရှိလာတယ်သူတို့ကလူကရင်ပြည်သူလူထုအားလုံးကိုကိုးစားတာပြုလို့ဆို KNU ဆိုတခုတည်းတော့ KNU ပဲရှိရမယ်ဒါပေမဲ့သူတို့9ဘက်6ဘက်ကွဲကုန်နေဆိုကြတဲ့ကရင်ပြည်သူလူထုကို KNU KNL အုပ်စုဟာကိုးစားမပြုဘူးဆိုတဲ့အဓိပ္ပာယ်တက်တယ်အဲ့ဒါဆိုရင်ကရင်ပြည်သူလူထုအားလုံးတော့ကိုးစားမပြုတဲ့ကရင်အုပ်စုကကရင် KNL သဘောကျော်ရဲ့အုပ်စုကသူတို့လူထုရဲ့ဆန္ဒကိုပဲသူပြောနေဖြစ်ပြီးတော့တတိုင်းပြည်လုံးမှာရှိတဲ့ကရင်တွေတိုင်းသားအားလုံးရဲ့ဆန္ဒနဲ့မဆိုင်ဘူးဆိုတော့လူထုဆိုတဲ့စကားလုံးသုံးလို့မရတော့လူတစုလိုပဲသူသုံးအောင်မှာဖြစ်တယ်အဲ့တော့ဒါကိုလည်းတေချာပြည်သူလူထုနားလည်တယ်လူတစုလို့ပြောတယ်အဲ့တော့ခမည်းကပြည်သူလူထုတယောက်ဖြစ်တယ်ကရင်တိုင်းသားတယောက်ဖြစ်တယ်ဆိုရင်ခမည်းကလိုချင်တာပါလေစစ်အာဏာရှင်ချုပ်ငြိမ်းအပြတ်တိုက်ရမယ်အသေးချေတိုက်ရမယ်ဆိုတဲ့စိတ်ဓာတ်ကိုဆက်ပြီးတော့မွေးချင်တာလားဒါမှမဟုတ်အဲ့အောင်နေငါတို့ကြိုက် okay ငါတို့တွေအပြစ်ကတိုက်ခိုက်မှုတွေရဆဲပြီးတော့တင်းကြီးအေးချမ်းရေးလိုလားပါတယ်ကွာငြိမ်းချမ်းရေးလိုလားပါတယ်ကွာတိုက်ပြည်လူတွေပဲလိုလားပါတယ်ကွာစစ်တိုက်နေရတယ်ငါတို့မလိုချင်တော့ဘူးစစ်တိုက်တယ်လည်းမကြိုက်တော့ပါဘူးကွာဆိုရင်ကရင်လူထုကအဲ့လိုတောင်းဆိုရဆိုရင်အဲ့ကရင်လူထုအတန်လည်းထွက်ဖို့လူတစုရဲ့လွှမ်းမိုးမှုကိုမခံမဲလူအများစုကပြန်ပြီးတော့ငါတို့တော့ငြိမ်းချမ်းရေးပဲလိုလားတယ်ဟေ့ဆိုတဲ့အတန်ကိုပြန်ထွက်ရမယ်ဒါကရှင်းရှင်းလေးပဲအဲ့တော့ဘောကျော်ရဲတို့ကစစ်မက်ကိုလိုလားလားစစ်ဟိုဘယ်လိုစစ်ဝါဒီလားစစ်ဝါဒီသမားစစ်မဲ့လိုလားတဲ့စစ်ဝါဒီသမားတယောက်ဖြစ်တယ်လူမျိုးရဲ့အစိုးရစစ်ဝါဒီသမားတယောက်ဘောကျော်ရဲဖြစ်နေပြီဆိုရင်တော့ဒါဘောကျော်ရဲကံကြမ္မာပဲသူ့ကိစ္စပဲအဲ့တော့ဘောကျော်ရဲကဘာဖြစ်မလဲမင်းကျွန်တော်သိရသလောက်ဘောကျော်ရဲနည်းနည်းလေးဒီရှေ့ကဂျော်နီဟိုသူ့ရှေ့ကစေဦးတယောက်စောဂျော်နီတို့ဘာလို့လောက်တော့သူကဒီမပြတ်သားတာမဟုတ်ပြတ်သားတယ်လို့ပြောတယ်ပြီးတော့ကျွန်တော်သိရသလောက်ပေါ့နော်ပြီးတော့စောတော်နီတို့ကွယ်ထူးဝင်းတို့အဲ့ဒီ KNU ဘိုးအုပ်စုနိုင်ငံရေးအုပ်စုနဲ့ဘောကျော်ရဲစေရေးအုပ်စုနှစ်စုဟာမူဝါဒအရတာဒီထီးရိတ်တစ်ခုအောက်မှာသာအတူတူရှိနေကြရင်မဲ့တမိုးအောက်ထဲမှာရှိနေပေမဲ့တယောက်နဲ့တယောက်စကားသိပြောကြတယ်တယောက်တယောက်အရင်တဲ့နေရတော့မဟုတ်ဘူးသူတို့ချင်းချင်းလည်းမတည့်ဘူးထီးအောက်တစ်ခုထဲမှာရှိနေပေမဲ့သူတို့ချင်းချင်းလည်းမတည့်ဘူးဘောကျော်ဟင်းနဲ့ကွယ်ထူးဝင်းတို့တွေကကွယ်ထူးဝင်းခိုင်းနေတဲ့ဘောကျော်ဟင်းလို့သလားမေးကြည့်မလုပ်ဘူးဘောကျော်ဟင်းကိုကွယ်ထူးဝင်းကသူခိုင်းနေတဲ့ခိုင်းလို့ရသလားမေးကြည့်မရဘူးမယုံရင်ခင်ဗျားတို့အဲ့အထဲမှာနေတဲ့လူတွေကောင်းကောင်းသိတယ်ဘောကျော်ဟင်းဘေးမှာနေတဲ့လူတွေသိတယ်ကွယ်ထူးဝင်းဘေးမှာနေတဲ့လူတွေသိတယ်စောတော်နီဆိုရင်ဘောကျော်ရဲကစင်းနေတော့ထဲမှမထားဘူးစောတော်နီဆိုငဘောကြီးလိုပဲဘောကျော်ရဲမှတ်ထားတာဒီငဘောကြီးရောပြောချင်တာပြောရှောက်အားချောင်းနေတဲ့ကောင်ကြီးဆိုပြီးတော့ဘောကျော်ရဲအဲ့လိုကိုပြောတာအဲ့လိုကိုမြင်ထားတာသူ့အမြင်သူတခါတလေထုတ်ပြောတဲ့ထဲမှာပါတယ်ဘောကျော်ရဲစောတော်နီကိုအထင်ကိုမကြည့်တာကွယ်ထူးရဥက္ကရာမလို့နည်းနည်းလေးသူကဟိုအော်အေးဒါနိုင်ငံရေးဖွဲ့စည်းရဲ့ဥက္ကရာဖြစ်တဲ့အတွက် okay ဒါကတော့နည်းနည်း respect ပေးရမယ်ဆိုတာတော့ပဲရှိပြီးတော့ကွယ်ထူးရခိုင်းနိုင်မလို့ကွယ်ထူးခိုင်းရင်ဆိုဘောကျော်ရဲဘာလုပ်မလဲ okay တိုက်ပြီးမယ်မင်းတိုက်ဆိုငါတို့တိုက်မယ်မင်းတို့ KNU ဘိုးကဆုံးဖြတ်တယ်လားဆုံးဖြတ်ရင်ငါတို့တိုက်ပြီးမယ်ဒါပေမဲ့ပိတ်ပတ်စံအဲ့လိုတောင်းတာအဲ့တော့ပတ်စံရရင်တိုက်ပြီးမယ်မရရင်တိုက်ပြီးဘူးဒါပဲပြီးတော့ဘာလဲဆိုတော့ဒီ KNU ပြန်ဖွဲ့တဲ့အချိန်မှာ KNU ကိုဒီဟိုပါပေါ့ဒီပါရီဆောမူရူစေဘိုအောက်ကနေပြီးတော့ KNU ပြန်ပြီးတော့မူရူစေဘိုကနားတဲ့အချိန်မှာဥက္ကဋ္ဌပြန်ရွေးကြတာစီးစီပြန်ရွေးတဲ့အချိန်မှာဘောကျော်ရဲ့တပ်မဟာဘက်ကနေလူမပို့ဘူးကိုယ်စလဲမပို့ဘူးအဲ့ဒါဘောကျော်ရဲနဲ့ KNU ရဲ့သဘောထားကိုယ်လုံးမှုကဘာလဲဆိုတော့အဖြစ်ပဲအခုဘောကျော်ရဲစေဦးစီးဖြစ်လာတယ်ဖြစ်လာပြီမဲ့သူကရှင်းရှင်းလေးပဲသူဒီနိုင်ငံရေးထီးအောက်မှာသူရှိတာပဲရှိတာတကယ်တော့ကျတော့ပို့လည်းပြောရင်ဘောကျော်ရဲကကွယ်ထူးဝင်းတို့စောတော်ဒီတို့အောက်မှာရှိမနေဘူးဟိုတိတ်ပြီးတော့ဘာဖြစ်ခွဲခြား AC သူ့ style သူတိကျခွဲနေတယ်နောက်တစ်ခုကဘောကျော်ရဲမိန်းမဘောကျော်ရဲလည်းရှင်းပြောရင်တော့သူကသူမိန်းမကိစ္စရှုပ်ချင်းတော့ရှုပ်ပေါင်းနေတဲ့မိန်းမတော့သူလည်းတတိထားပေါင်းရတယ်လေးစားမှုထားရတယ်ဘာကြောင့်လဲဆိုတော့ဘောကျော်ရဲမိန်းမကCIA ရဖြစ်နေ CIA ရမွေးထားတာဖြစ်နေတယ်ဘောကျော်ရဲ့မိမ CIA ရမွေးထားတာအဲ့တော့ CIA ကနေပြီးတော့ဘောကျော်ရဲ့မိမကိုမွေးထားပြီးတော့ CIA ကဘောကျော်ရဲ့မိမကနေတစ်ဆင့်ဘောကျော်ရဲ့ကိုကင်နေတာကင်ထားတာဖြစ်တယ်ကင်ထားဖြစ်တဲ့အတွက်ရှင်းရှင်းပြောရင် CIA ကနေပြီးတော့မင်းဘောကျော်ရဲ့မိမကိုဟဲ့နေ့ကောင်ပြောလိုက်နေ့ကောင်ပြောလိုက်ကိုလိုကိုလိုက်ကိုလိုလိုက်ဒီလိုလိုက်ခိုင်းဘောကျော်ရဲ့လိုက်လို့မသူမိမကနေပြီးတော့ခိုင်းရင်လုပ်ပါသူမိမခိုင်းရင်ဘာလို့လုပ်လာလဲ CIA ရဲ့သူမိမကိုခိုင်းလို့သူကလုပ်တာမလုပ်ရင်ဘောကျော်ရဲ့အသက်ကအဲ့နေနဲ့မနဲ့မှာအသက်ရှိပါမလားဆိုတော့မသိနိုင်တဲ့အနေအထားမျိုးပါရှိတဲ့အတွက်ဘောကျော်ရဲ့အဲ့ဒါကိုကြောက်တယ်
နော်သူ့ဘေးနားမှာထားရတာသူ့